Aero India လေကြောင်းပြပွဲမှာထိပ်တိုက်ရင်ဆိုင်ကြပြီးဖြစ်တဲ့ F-35 နဲ့ Su-57 တိုက်လေယာဉ်များစစ်အေးခေတ်ကာလတုန်းကဆိုဗီယက်နဲ့အမေရိကန်တို့ဆက်လက်နဲ့နည်းပညာချင်းအားပြိုင်နေကြတဲ့အချိန်မှာအမေရိကန်လေတပ်က F-117 ကိုပြောက်တိုက်လေယာဉ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ဒီချိန်မှာတိုင်းပြည်မတည်ငြိမ်မှုနဲ့ရင်ဆိုင်နေရတဲ့ဆိုဗီယက်ယူနီယံဟာကိုပြောက်စွမ်းရည်တိုးတက်မှုကဏ္ဍမှာများစွာနောက်ကောက်ကျကျန်နေခဲ့ချိန်ဖြစ်တာကြောင့်တံမြန်မှုအတွက်ကိုပြောက်လေယာဉ်ရဲလို့မရှိခဲ့ပါဘူး။အဲဒီနောက်ပိုင်းဆိုဗီယက်ယူနီယံပြိုကွဲအပြီးမှာတော့အမေရိကန်ဟာနောက်ထပ်ကိုပြောက်လေယာဉ်လည်းဖြစ် Fifth Generation တိုက်လေယာဉ်လည်းဖြစ်တဲ့ကမ္ဘာပေါ်မှာအစစ်အမြင့်ဆုံး F-22 Raptor တိုက်လေယာဉ်ကိုထုတ်ဖော်ပြသလိုက်ပါတယ်။နိုင်ငံပြိုကွဲကာစရုရှားဟာအဆိုပါအချိန်ကာလမှာတော့အမေရိကန်လေတပ်ရဲ့ F-22 တိုက်လေယာဉ်ကိုရှင်ပြိုင်နိုင်ဖို့ကိုပြောက်တိုက်လေယာဉ်ဒီဆောက်ရေးစီမံကိန်းဆိုလို့ဆောင်ရွက်ပေါ်မှာသာရှိပါသေးတယ်။မီကိုယန်ကုမ္ပဏီမှာ MiG-41 ဆိုပြီးကိုပြောက်တိုက်လေယာဉ်စီမံကိန်းလုပ်ခတ်သေးပေမဲ့တမယိုးကျတိုက်လေယာဉ်နဲ့သာပိုတူတဲ့ဒီလေယာဉ်ဟာစမ်းသပ်ပုံစံတစ်စီးသာတိစောက်ပြီးစီမံကိန်းဖျက်သိမ်းလိုက်ရပါတယ်။ရုရှားတို့အတွက်တော့တိုင်းပြည်ပြိုကွဲခြင်းစီးပွားရေးပြည့်ဝခြင်းတို့ကြောင့်နည်းပညာကဏ္ဍမှာပါနှိမ်ပါအရှက်ရခဲ့တဲ့ကာလပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့ Su-57 Phalon တိုက်လေယာဉ်ကိုထုတ်လုပ်နိုင်ခဲ့ခြင်းတွေနဲ့အတူအမေရိကန်နဲ့အနောက်ကမ္ဘာရဲ့လေကြောင်းစွမ်းရည်လွှမ်းမိုးနေမှုကိုတံပြန်ဖို့ကြိုးပမ်းလာပြီးပဲဖြစ်ပါတယ်။ရုရှားတို့အတွက်ခက်ခဲတိစောက်ခဲ့ရတဲ့ Su-57 Phalon တိုက်လေယာဉ်ဟာနှစ်ပေါင်းများစွာသုတေသနလုပ်ငန်းဆိုင်ရာကြာရှုံးမှုများစွာကိုဖျက်ဆီးလာပြီးမှကမ္ဘာထိပ်တန်းတိုက်လေယာဉ်အဖြစ်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။ Su-57 တိုက်လေယာဉ်ဟာအိန္ဒိယမှာကျင်းပပြုလုပ်မဲ့ Aero India လေကြောင်းပြပွဲမှာပထမဆုံးအကြိမ်ဖြစ်ထိပ်တိုက်ရင်ဆိုင်ကြတော့မှာပဲဖြစ်ပါတယ်။မျိုးဆက်အားဖြင့်ပစ္စမမျိုးဆက်တိုက်လေယာဉ်တွေဖြစ်ပေမဲ့ Su-57 တိုက်လေယာဉ်ဟာလေကြောင်းအကဲတာမှုသုံးတာဝေးထိုးဖောက်တိုက်ခိုက်နိုင်တဲ့ဗတ်စုံသုံးတိုက်လေယာဉ်အဖြစ်တိစောက်ထားတာပဲဖြစ်ပါတယ်။ F-35 တိုက်လေယာဉ်ကတော့ဗတ်စုံသုံးတိုက်လေယာဉ်အဖြစ်သာတိစောက်ထားတာလည်းဖြစ်ပါတယ်။ဒါကြောင့် Su-57 တိုက်လေယာဉ်ကိုအမေရိကန်လေတပ်ရဲ့အဆင့်မြင့်ဆုံးဖြစ်တဲ့ F-22 Raptor တိုက်လေယာဉ်နဲ့သာနှိုင်းယှဉ်မှသာလျှင်မျှတမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ F-35 Lightning II တိုက်လေယာဉ်ဟာခေတ်အမီဆုံးသောပစ္စည်းကိရိယာနဲ့နည်းပညာတွေအသုံးပြုတိစောက်ထားတာဖြစ်ပြီးနောက်ဆုံးပေါ်တိုက်လေယာဉ်လည်းဖြစ်နေပါတယ်။ဒီတိုက်လေယာဉ်နှစ်စီးဟာမျိုးဆက်တူညီပေမဲ့အသုံးပြုရတဲ့နေရာမျိုးနဲ့တိစောက်ရတဲ့ရည်ရွယ်ချက်မျိုးတော့မတူညီကြပါဘူး။ Su-57 တိုက်လေယာဉ်ဟာလေထဲမှာပုံမိုကြာရှည်စွာနေထိုင်စစ်ဆင်နိုင်ပြီးအားကောင်းတဲ့ရေဒါစနစ်ပါဝင်ပါတယ်။ဒါ့အပြင်တိုက်လေယာဉ်ရဲ့အရက်10မျက်နှာကိုထောက်လှမ်းနိုင်တဲ့ရေဒါတွေတပ်ဆင်ထားတဲ့အပြင်ကိုပြောက်တိုက်လေယာဉ်တွေကိုထောက်လှမ်းနိုင်မဲ့ L-band frequency အသုံးပြုထားတဲ့ရေဒါကိုလည်းတောင်ပံတစ်လျှောက်မှာတပ်ဆင်ထားပါသေးတယ်။ဒါကြောင့်လဲ Su-57 တိုက်လေယာဉ်ကိုကမ္ဘာပေါ်မှာရေဒါတွေအများဆုံးတပ်ထားတဲ့တိုက်လေယာဉ်လို့သတ်မှတ်ထားပြီးရေဒါပြန် Flying Radar လို့တောင်နာမည်ပြောင်နဲ့ခေါ်ကြပါသေးတယ်။ဒါ့အပြင်ဒုံးပြန်သတိပေးစနစ်တွေနဲ့အခြားသောထောက်လှမ်းရေးစနစ်တွေကိုလည်းတပ်ဆင်ထားတဲ့ခေတ်မီတိုက်လေယာဉ်တစ်စီးပဲဖြစ်ပါတယ်။ F-35 ကတော့ရေဒါတစ်လုံးပဲပါဝင်ပြီးလေထဲမှာကြာရှည်စွာနေထိုင်စစ်ဆင်နိုင်စွမ်းမရှိပါဘူး။လက်နက်သယ်ဆောင်နိုင်စွမ်းကလည်း Su-57 နဲ့ယှဉ်ရင်နည်းပါပြီးတော့တာဝေးထိုးဖောက်တိုက်ခိုက်နိုင်ဖို့စီဖြည့်လေယာဉ်နဲ့လေကြောင်းချီရေဒါတင်လေယာဉ်လိုအကူလေယာဉ်ကြီးတွေလည်းလိုအပ်ပါသေးတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။